တန်းစင်းဆုံးတိုက်ပွဲဘယ်လောက်ထိကျန်တယ်မလဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ခုပြောပြသွားမှာတော့ပီးမီးယားလီဂ်ပွဲစဉ်21ရဲ့အစောဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ဝက်ဆန်တင်းနဲ့နော်တင်ဟမ်ဖော်ရက်တင်းတို့ရဲ့ပွဲစဉ်အကြောင်းကိုအနေငယ်ပြောပြပြီးတော့ဝေးရလက်ခမှန်ပေးသွားမှာလည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီတစ်ပတ်ရဲ့ကြားရက်ထဲမှာတော့ပီးမီးယားလီဂ်ပွဲစဉ်21ပွဲစဉ်တွေကိုရှင်းပြကစားသွားမှာလည်းဖြစ်ပါတယ်ဒီထက်မှအစောဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ဝက်ဆန်တင်းနဲ့နော်တင်ဟမ်ဖော်ရက်တင်းတို့ရဲ့ပွဲစဉ်အားဆိုရင်တော့ဒီဟာဒီတမ်မစင်ရရေးအတွက်အကျိတ်နဲ့ရှင်းပြကစားသွားမှာလည်းဖြစ်ပါတယ်ဝက်ဆန်တင်းကဆိုရင်တော့ပီးမီးယားလီဂ်ပွဲစဉ်20ကစားထားပြီးရမှာတော့3ပွဲနိုင်5ပွဲတည်ရည်နဲ့12ပွဲတိတိရှုံးထားပြီးတော့တစ်ဖက်ကဖော်ရက်တင်းကလည်း5ပွဲနိုင်3ပွဲတည်ရည်နဲ့12ပွဲတိတိကိုစီရှုံးနေထားတာလည်းဖြစ်ပါတယ်ဒီနှစ်သိန်းရဲ့ပထမကြော့မှာတော့ဝက်ဆန်တင်းကဖော်ရက်ရဲ့အိမ်ကွင်းမှာဇီတတွီးဆိုတဲ့ရလဒ်နဲ့အနိုင်ယူပြထားနေတာကိုတော့တွေ့ရပါတယ်။သို့ပေမဲ့လို့ဝက်ဆန်တင်းနေနဲ့လက်ရှိချိန်မှာတော့ပီးမီးယားလီဂ်မှာနိုင်ပွဲမရတာ10ပွဲ9ပွဲလောက်ရှိပြီလေဖြစ်ပါတယ်။တစ်ဖက်ကဖော်ရက်တင်းကတော့4ပွဲလောက်ပဲရှိသေးတယ်ဆိုတော့လက်ရှိအချိန်ခါရတော့ဖော်ရက်တင်းကပဲနိုင်ပွဲကိုဥတီသွားမလားဆိုတော့ထင်ရပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့ဒီပွဲစဉ်မှာဝက်ဆန်တင်းကိုသူတို့ရဲ့အိမ်ကွင်းမှာတော့ဖော်ရက်တင်းကိုထပ်ပြီးတော့အနိုင်မယူနိုင်ပဲနဲ့အဲ့တဲ့နော်တင်ဟမ်ဖော်ရက်တင်းကပဲ Z2 လောက်နဲ့အနိုင်ယူသွားလိမ့်မယ်လို့ခန့်မှန်းပေးလိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ